မင်္ဂလာပါရှင် Night of Idea 2025 podcast season ကနေကြိုဆိုပါရစေ။ကျမတို့အစီအစဉ်မှုတင်နေလာဝင်ပါရှင်။ပြင်သစ်ယဉ်ကျေးမှုဌာန French Institute နဲ့အတူမြန်မာနိုင်ငံမှာရှိတဲ့ပြင်သစ်တန်ယုံတို့မှာပံ့ပိုးကူညီထားတဲ့ဒီအစီအစဉ်ကိုတင်ဆက်ပေးရအလွန်ဝမ်းမြောက်ပါရရှင်။ဒါပေမဲ့ Night of Idea ဆိုတာကဘာလဲပေါ့နော်။ဒီ Night of Idea ဆိုတဲ့အစီအစဉ်ကတော့ပြင်သစ်ယဉ်ကျေးမှုဝန်ကြီးဌာနကနေပြီးတော့စတင်ခဲ့တဲ့လူထုဆွေးနွေးပွဲစကားဝိုင်းတစ်ခုဖြစ်ပါတယ်။ဒါအပြင်ဒီဆွေးနွေးပွဲကိုကမ္ဘာနဲ့မှာရှိတဲ့ပြင်သစ်တန်ယုံများနဲ့အတူယဉ်ကျေးမှုဖွဲ့စည်းတွေကနေတင်ဆက်ပေးရပါဖြစ်ပါတယ်။မြန်မာနိုင်ငံမှာတော့လအပိုင်းခြားတစ်ခုစီမှာရန်ကုန်မြို့မှာတိုက်ရိုက်ကျင်းပပါတယ်။သို့ပေမဲ့လည်းရန်ကုန်မြို့မှာလာရောက်တက်ရောက်နိုင်ခြင်းမရှိတဲ့သူတွေအတွက်မြန်မာနိုင်ငံမှာရှိတဲ့တခြားဒေသမှာရှိတဲ့ပြည်သက်တွေကိုရောက်ရှိနိုင်ဖို့အတွက်ဒီ podcast season ကိုပြုလုပ်တာဖြစ်ပါတယ်ရှင်။အခုဒီနှစ် Night of Idea 2025ရဲ့ဆောင်ပုဒ်ကတော့ Taking Action ဆိုတဲ့ကောင်းထည့်ဖော်ခြင်းပဲဖြစ်ပါတယ်။တစ်နှစ်ပတ်လုံးမှာကျမတို့ဟာမတူညီတဲ့ဘဝအတွေ့အကြုံတွေအကြောင်းအရာတွေမှာရှိတဲ့ဧည့်သည်တွေ participant တွေကိုဖိတ်ကြားပြီးတော့မြန်မာလူမှုအဖွဲ့အစည်းအထူးသဖြင့်လူငယ်တွေဟာအကျိုးသက်ရောက်မှုရှိတဲ့ကိစ္စရပ်တွေအတွက်ဘယ်လို taking action လှုပ်ဆောင်နေကြလဲဆိုတာကိုသူတို့ရဲ့အတွေ့အကြုံတွေရှုထောင့်တွေကနေတဆင့်မျှဝေပေးတာဖြစ်ပါတယ်။အခုဒုတိယတစ်ခေါက်အနေနဲ့ Night of the Idea အစီအစဉ်ရဲ့ Taking Action for Solidarity တပေါင်းတစ်စီးတဲ့ရှိခြင်းဆိုတဲ့ခေါင်းစဉ်အောက်ကနေပြီးတော့ဝင်ရောက်ဆွေးနွေးပေးသွားမယ်ဧည့်သည်နှစ်ယောက်ရောက်ရှိနေပါပြီ။ကျွန်မတို့နာမည်ဆက်ပေးပါမယ်ရှင်။ဝင်ရောက်ဆွေးနွေးပေးသွားမယ်ဧည့်သည်နှစ်ယောက်ထဲကတစ်ယောက်ကတော့ပရာဟိတဂီတပညာရှင်ကိုအီတိုးဖြစ်ပါရဲ့ရှင်။နောက်တစ်ယောက်ကတော့ဝါဆောက်လုပ်ရေးအင်ဂျင်နီယာကိုထူအောင်ဖြစ်ပါရဲ့ရှင်။အားလုံးပဲမင်္ဂလာပါရှင်။ The Night of the Idea အစီအစဉ်ကနေကြိုဆိုပါရရှင်။ကိုအီတိုးရှင်အကိုမိတ်ဆက်ပေးပါအောင်။ဟုတ်ကဲ့ကျွန်တော်ကတော့အီတိုးပါခင်ဗျာ။ကျွန်တော်ကတော့jazz guitar တီးပါတယ်။ပြီးတော့ဒီမြန်မာ jazz club ဆိုပြီးတော့ brighter ဖွဲ့စည်းလေးတစ်ခု run ပါတယ်ကျွန်တော်တို့ကတော့အဓိကမြန်မာနိုင်ငံမှာရှိတဲ့လူငယ်တွေကို jazz ပညာမျှဝေရေးနဲ့ပြီးတော့ဒီအခုကျန်ရှိနေတဲ့ jazz ပညာရှင်တွေကိုလုပ်ငန်းတွေရရှိရေးပေါ့နော်အဲ့ဒါမျိုးစောင့်ရှောက်ရေးပေါ့ preservation လုပ်တဲ့သဘောပါဟုတ်ကဲ့ပြီးတော့ဒီငလျင်ကိစ္စရဖြစ်တော့ကျွန်တော် Sound of Hope ဆိုပြီးတော့ brighter project လေးတစ်ခုထပ် run နေပါတော့အဓိကတော့ psycho social support နဲ့ပြီးတော့ဒီငလျင်လုပ်ငန်းတွေမှာလိုအပ်နေတဲ့အရာတွေကိုသွားဖြည့်ဆည်းပြီးတော့လူတွေကိုသွားပြီးခွန်အားစိတ်သက်ခွန်အားနဲ့မျှော်လင့်ချက်သွားပေးတဲ့အစီအစဉ်လေးတွေပါဟုတ်ကဲ့ကိုတောင်းပါရရှင်ကျေးဇူးများတင်ပါတယ်ကိုထူအောင်ကိုမိတ်ဆက်ပေးပါအောင်ရှင်ဟုတ်ကဲ့ကျွန်တော်တို့ထူအောင်ပါအခုလက်ရှိ Housing Now ဝါဆောက်လုပ်ရေးကုမ္ပဏီမှာ engineer အနေနဲ့အလုပ်လုပ်ပါတယ်ကျွန်တော်တို့ Housing Now ကုမ္ပဏီအားဆိုရင်ဝါကိုကြာရှည်ခံအောင်ဈေးပေါင်းတာတို့ဈေးစိမ်တာတို့လုပ်ပြီးတော့အဲ့ဒီဝါတွေအသုံးပြုပြီးတော့တန်မိုးနဲ့ဝိုင်းလေးတွေစောက်ပြီးတော့တကယ်လိုအပ်နေတဲ့သူတွေကိုလိုက်လူပေးတဲ့ဟာတွေအခုလက်ရှိလုပ်နေပါတယ်ခင်ဗျဟုတ်ကဲ့ဟုတ်အဲ့ဆိုရင်အကိုတို့နှစ်ယောက်အခုမိတ်ဆက်ပေးသွားတဲ့ပုံကိုကြည့်ချင်းအဖြစ်ပေါ့နော်နှစ်ယောက်လုံးကဆိုလို့ရှိရင်တကယ်people in needs ပေါ့နော်တကယ်လိုအပ်တဲ့နေရာတွေလိုအပ်တဲ့ဒေသမှာရှိတဲ့သူတွေအတွက်ကြိုးပြုလုပ်ငန်းတွေကိုတစ်ဖက်တစ်လမ်းကနေကိုသက်ဆိုင်ရာနဲ့ပင်ကနေပြီးလုပ်နေတယ်လို့ညီမအနေနဲ့သိရှိရတယ်ပေါ့နော်အခုညီမတို့ဆွေးနွေးပေးမယ့်အကြောင်းအရာကကြတော့ solidarity ပေါ့တပေါင်းတစ်စီးတဲ့ရှိခြင်းပေါ့တပေါင်းတစ်စီးတဲ့ရှိခြင်းဆိုတာကကျမတို့မတူညီတဲ့နယ်ပယ်အသီးသီးရသူတွေလူတွေရဲ့အကျိုးအတွက်ပေါ့နော်အတူတကွဘယ်လိုပေါင်းစည်းပြီးတော့လုပ်ကြမလဲပြီးတော့လို့ရှိလို့ရှိရင်အလုပ်တွေလုပ်ရင်းနဲ့မှဘလို့တသားလေးဖြစ်သွားလဲပေါ့နော်ဒီဟာကိုအဓိကထားပြီးတော့ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်ဆိုတော့အကိုအီတိုအကိုစွမ်းနာပြောခဲ့တဲ့အကြောင်းအရာမှာဆိုရင်ငလင်ကိစ္စပါတယ်ပေါ့နော်ဆိုတော့ကျမတို့မြန်မာနိုင်ငံမှာလည်းမတ်လတုန်းကဖြစ်သွားတဲ့ငလင်ဆိုလို့ရှိရင်ခံရတဲ့ဒေတာအတွက်ဆိုလို့ရှိရင်တော်တော်တုံလို့စရာပဲပေါ့နော်အဲ့ဒီမှာဆိုရင် victim တွေအများကြီးရှိတယ်နေပယ်တီးတီးရသူတွေတော်တော်များများတော့ကူညီကြတယ်ပေါ့နော်အကိုဆိုလို့ရှိရင်လည်း music ပိုင်းကနေပြီးတော့ပေါ့နော်အကိုတက်နိုင်တဲ့ project တွေလုပ်ပြီးတော့ကူညီပေးတယ်ပေါ့ဆိုတော့အကိုတခုမေးချင်တာပေါ့နော်မြန်မာနိုင်ငံကသူတွေပေါ့နော်မြန်မာနိုင်ငံကသူတွေကိုပဲအရင်ဆုံး focus ထားပြီးပြောပါမယ်မြန်မာနိုင်ငံကသူတွေနေပဲတီးတီးရသူတွေကဒီလိုမျိုး in terms of crisis ပေါ့နော်ဒီ crisis တွေဖြစ်လာတဲ့အချိန်ကြာမှာပဲတပေါင်းတစ်စီးတည်းရှိသွားတာလားဒါမှမဟုတ်လို့ရှိရင် everyday life မှာပေါ့နော်ဒီလိုတသားတည်းရှိအောင်တပေါင်းတစ်စီးတည်းရှိအောင်လို့ဘယ်လိုဆောင်ရွက်လို့ရလဲအကိုအနေနဲ့ဘယ်လိုထင်လဲရှင်အကိုအမြင်လေးတစ်ချက်ပြောပြပေးပါဦးဟုတ်ကဲ့crisis ဖြစ်လာတဲ့အချိန်မှာတော့ solidarity ကိုတော့မြင်ရတယ်ပေါ့နော်အကုန်လုံးရှိသမျှလူတွေအကုန်လုံးပဲနိုင်ငံလုံးမှာbrighter လုပ်တဲ့လူရောမလုပ်တဲ့လူရောအကုန်လုံးအလုပ်တွေအကုန်ပြစ်ပြီးတော့အိမ်မှာရှိရလေးစုပြီးတော့အကုန်လုံးထွက်လာကြတယ်ကားတွေပါပိတ်ပြီးတော့ပေါ့နော်အကုန်လုံးဒီလိုမျိုးကျွန်တော်တို့ဒီမြန်မာလူမျိုးကအချင်းချင်းကူညီကြတယ်ရန်ပင်းကြတယ်ဆိုတဲ့စိတ်သက်တွေအကုန်လုံးမြင်ရတယ်ပေါ့နော်အကုန်လုံးတပိုင်းအကုန်လုံးကူညီကြတဲ့ဟာပေါ့နော်အကုန်လုံးအိမ်မှာဆန်ရှိရင်ဆန်ထုတ်လာတယ်အဲ့လိုမျိုးပေါ့နော်တပိုင်းဟိုဘက်ကိုသွားလာတယ်ပေါ့နော်အဲ့ဒါတွေအကုန်လုံးတော့မြင်ရတယ်ပေါ့နော်ဟုတ်ကဲ့ solidarity ကတော့အဲ့အချိန်မှာခဏလေးတော့မြင်လိုက်ရတယ်ပေါ့နော်ပြီးတော့အားလုံးကသူတို့ပြန်သွားကြတယ်ပေါ့နော်ဟုတ်ကဲ့ဟုတ်ဆိုတော့everyday life မှာတော့မြင်တွေ့ရဖို့နည်းနည်းခက်ခဲတယ်လို့ဆိုလိုတာပေါ့နော်အကိုဟုတ်ကဲ့ကျွန်တော်တို့ community
တိဆောက်တာမှာဆိုလို့ရှိရင်လည်းဟို sustainability ကအရင်အရေးကြီးတယ်ပေါ့နော် sustain လုပ်ဖို့ကခက်ခဲတယ်ယာယီ solidarity ကလွယ်တယ်ဟုတ်ကဲ့ပါရှင်ကျေးဇူးပါကိုထူအောင်အနေနဲ့ရောစနာညီမပြောသွားတဲ့အကြောင်းအရာအနေနဲ့ပတ်သက်ပြီးတော့ကိုအမြင်လေးလည်းဝေမျှပေးပါအောင်ရှင်ကျွန်တော်အမြင်ကတော့ solidarity ကိုကျွန်တော်တို့ကဒီလိုအရေးကြီးတဲ့ကိစ္စအကြီးတွေပေါ်လာရင်တော့အဓိကလူတိုင်းပို့ပြီးမြင်ရတယ်လို့မြင်တယ်ဒါပေမဲ့နေ့တိုင်းမှာလည်း solidarity ဆိုတာသူ့အနေနဲ့သူရှိတယ်လို့တော့ကျွန်တော်ထင်တယ်ဥပမာပြောရမယ်ဆိုရင်ကျွန်တော်တို့အိမ်မှာဆိုညီကိုမောင်နှမတွေရှိမှာပေါ့ဗျာညီကိုမောင်နှမတွေဆိုရင်ပုံမှန်ဆိုအချင်းချင်းမတည့်ကြတာတို့တွေ့တာနဲ့ရံဖြစ်ကြတာတို့ဒီလိုရှိတယ်ဒါပေမဲ့တကယ်တမ်းတခြားတယောက်ကကိုညီကိုမောင်နှမကိုထိလာပြီဆိုရင်ကျွန်တော်တို့ကကာကွယ်ကြတယ်သူ့ဘက်ကနေရက်တည်ကြတယ်ဒါကလည်း solidarity ရဲ့form တစ်ခုပေါ့နော် solidarity ဆိုတာဟိုလိုကြီးအကုန်လုံးလူတွေတနိုင်ငံလုံးကြီးစုပေါင်းမှ solidarity မဟုတ်ဘဲနဲ့အခုကျွန်တော်တို့အိမ်ကကိုမိသားစုချင်းဒါမှမဟုတ်လဲရက်ရွာဒါမှမဟုတ်ကြီးလက်ပေါ့နော်အဲ့လိုမျိုးသူတွေအချင်းချင်းစုစည်းတဲ့ဟာလဲ solidarity လို့ကျွန်တော်ကတော့မြင်ပါတယ်ခင်ဗျဟုတ်ပါတယ်ညီမအဲ့ဒါကိုလည်းလက်ခံပါတယ်ရှင်ဘာလို့လဲဆိုတော့ဟိုစကားပုံကြီးကြားမှုပါပဲပေါ့နော်အိမ်တအိမ်ကညီနေမှာပေါ့နော်ရက်ကွက်မှာရှိတဲ့အိမ်တွေညီနေမှာရက်ကွက်တင်ညီနေမှာမြို့နယ်ဖွံ့ဖြိုးတိုးတက်မယ်ပြီးသွားလို့ရှိရင်နိုင်ငံတိုးတက်မယ်ပေါ့နော်ဒါမျိုးတွေကတော့အမြဲတမ်းကြားနေရတယ်ပေါ့နော်ဒါပေမဲ့လည်းဘာခက်ခဲလဲဆိုတော့ဒီတအိမ်ထဲမှာအတူတူနေကြတဲ့မောင်နှမတွေသို့မဟုတ်ဆွေမျိုးတွေပေါ့နော်အဲ့ဒီလိုမျိုးတသားလေးရှိဖို့ဆိုတာတော့အရန်ခက်ခဲမယ်လို့ထင်နေရှင်ဒါကတော့မောင်နှမများများရှိတဲ့သူဆိုလို့ရှိရင်တော့ပိုတိမဲ့ထင်တယ်ညှိရတာခက်တာပေါ့နော်ညှိရတာခက်တယ်ဆိုတော့တသားလေးရှိဖို့ဆိုတာတော့မလွယ်လောက်ဘူးလို့ထင်တယ်သို့ပေမဲ့လည်းအကိုဆွမ်းနာပြောလိုမျိုးပဲတကယ်တဲ့အပြင်လူတွေနဲ့စကားပြောရတာပဲဖြစ်ဖြစ်သို့မဟုတ်အခက်အခဲတစ်ခုခုကြုံရခဲ့ရှိတော့ကို့သွေးကို့သားကို့မောင်နှမဒါမျိုးကိုလူတွေက protect လုပ်ကြရတယ်ပေါ့နော်အဲ့ခါကြလို့ရှိရင်တပေါင်းတစ်စီးလေးဖြစ်သွားတယ်ပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့စောနာပြောရတဲ့အကြောင်းအရာလေးကတော့ညီမတို့ solidarity မှာမှတိန်တောင်စုစာအကြောင်းအရာလေးတွေပြောသွားတာပေါ့နော်ကျမတို့တနိုင်ငံလုံးအနေနဲ့ပြောမယ်ဆိုရင်ပေါ့နော်စောနာကိုကြီးတို့ပြောသလိုမျိုးပဲတကယ်တဲ့ crisis အခြေအနေတွေပေါ်လာတော့မှ covid လို့အချိန်မျိုးဒါမှမဟုတ်လို့ရှိရင် earthquake လို့အချိန်မျိုးဒါမှမဟုတ်လို့ရှိရင်ရေကြီးတဲ့အချိန်လိုမျိုးပေါ့နော်အဲ့ဒီအချိန်တွေမှာဆိုလို့ရှိရင်ကိုကြီးတို့ mention လုပ်သွားသလိုမျိုးပဲလူတွေကကိုတက်နိုင်တဲ့ဘက်ကကူညီကြတဲ့အခုဆိုလို့ရှိရင်အခုဂီတဘိုင်းကနေပြီးတော့ဒီ artist တွေကိုလည်းကူညီပေးသလိုမျိုးဒီပြည်သူလူထုကိုလည်းတို့ရဲ့စိတ်ခွန်အားအတွက်ပေါ့နော်စိတ်ခွန်အားအတွက်ကိုကူညီပေးတယ်ကိုထူအောင်ဆိုလို့ရှိရင်တကယ် people in needs ပေါ့နော်တကယ်လိုအပ်တဲ့သူတွေအတွက်ဝါးအသုံးပြုပြီးအိမ်ဆောက်ပေးတာမျိုးဒါမျိုးပေါ့နော်ဒီလို crisis အချိန်ကြီးဆိုလို့ရှိရင်တော့လူတွေကတက်နိုင်တဲ့လောက်ကူညီကြတယ်ဒါပေမဲ့လည်း crisis မဟုတ်တဲ့အချိန်ကြီးပေါ့ပုံမှန် stable ဖြစ်နေတဲ့အချိန်ကြီးမှာမြန်မာနိုင်ငံပြည်သူလူထုကိုပေါ့နော်ဒီတပေါင်းတစ်စီးတည်းဖြစ်အောင်လို့တသားတည်းဖြစ်အောင်လို့ပေါ့နော်ကျမတို့ဘယ်လိုလေး encourage လုပ်မလဲပေါ့နော်အဲ့ဒါလေးနဲ့ပတ်သက်ပြီးတော့အခုတို့ရဲ့အမြင်တွေကိုလည်းသိချင်ပါတယ်ရှင်ဒီမိကုန်းလေးကတော့နည်းနည်းလေးတော့လေဟို controversial ဖြစ်မဲ့အကြောင်းအရာလို့တော့ထင်တယ်ဘာလို့ဆိုကျမတို့မြန်မာနိုင်ငံမှာလူမျိုးပေါင်းတော်တော်များတာကိုကွဲပြားဆိုတာရှိတယ်ပြီးတော့ပြည်နယ်တွေလည်းကွဲပြားတယ်ဆိုတော့ဖက်နဲ့တစ်ဖက်ယဉ်ကျေးမှုအယူအဆတွေမတူကြဘူးပေါ့နော်တသားလေးရှိဖို့ဆိုတော့ခက်ခဲမယ်ဒါပေမဲ့လည်းကျမတို့စီးလုံးချင်းတချင်းဆိုတာတော့မရှိသေးတာပဲလीနော်ကိုနော်ဆိုတော့everyday life မဟုတ်ရင်တော့မှဒီ stable ဖြစ်နေတဲ့အချိန်မှာလူဒီပြည်သူလူထုကိုပေါ့နော်ဘယ်လိုမျိုးsolidarity ဖြစ်အောင်လို့ပေါ့နော်ဘယ်လိုမျိုးလေး encourage လုပ်ကြမလဲဘယ်လိုနီးလန်းနဲ့ပေါ့နော်လှုပ်ဆောင်ကြမလဲအခုပြောပြပေါင်းရှင်ကိုကြီးတို့ကဲကျွန်တော်မြင်တာပေါ့နော်ကျွန်တော်တို့ဒီ music leadership training တွေတက်တော့ကျွန်တော်တို့ဒီ community building တွေမှာဘာလို့အပ်ခဲ့လဲဆိုတာပြန်တွေ့တယ်ပြန်ကြည့်တယ်training တွေကဘာကိုညွှန်လဲဆိုတော့ပေါ့နော် community တွေကလက်တွဲပြီးသွားလာရဆိုလို့ရှိရင်ဥပမာအိမ်ထဲမှာရံဖြစ်တယ်လို့ပဲမိသားစုဆိုတာလည်းရံဖြစ်တာပဲ community တွေပေါင်းဆက်လာတဲ့အချိန်မှာလူတွေအများကြီးတွေ့လာတဲ့အချိန်မှာကျတော့အားလုံးကကိုယ့်ရဲ့လိုအပ်ချက်သူ့ရဲ့လိုအပ်ချက်သူနဲ့သူ့ရဲ့အတွေးခေါ်ကိုယ့်အတွေးခေါ်ကိုင်းညီရလည်းရှိမယ်ကိုင်းညီရလည်းရှိမှာပေါ့နော်ဒီ disagreement တွေကြားထဲကနေ central core value ကဘာချပြီးတော့အဲ့ core value နဲ့ဘယ်လိုရှေ့ဆက်သွားမလဲဘယ်လိုအဲ့ core value ကိုတည်ဆောက်မလဲအဲ့ core value ကိုဘယ်လိုအားလုံးလက်တွဲပြီးတော့စီးလုံးချင်းကိုမဖြုတ်ဘဲနဲ့ဘယ်လိုဆက်သွားမလဲပေါ့နော်အဲ့ဟာကိုကျွန်တော်ဆွေးနွေးကြတော့အဓိကအရေးကြီးတာကကျတော့အချင်းချင်းကြားမှာအဲ့လိုမျိုးပေါ့နော်ဟိုပုတ်ခတ်ခြင်းတွေမပြောဘူးချင်းချင်းကြားမှာအမြဲတမ်း positive thinking နဲ့ပြီးတော့ဟို constructive feedback တွေပေးမယ်ချင်းချင်း teamwork ကို build လုပ်မယ်ပြီးတော့အချင်းချင်းမိသားစုကြားမှာဖြစ်လွယ်နဲ့တစ်ခုဖြစ်တာနဲ့ရှုံးပေးသွားတာမဟုတ်ပဲနဲ့ဟုတ်ကဲ့ဒီတိဆောက်တဲ့ဟာကိုဆက်ပြီးတိဆောက်ကြမယ်ဒီဟာကိုလက်တွဲမဖြုတ်ဘူးဒီထက်လွယ်တဲ့လမ်းကြောင်းအောင်ဖြစ်နောက်တစ်ခုထွက်ပေါက်တစ်ခုရှာသွားတာအဲ့အခုကျတော့ဟိုကျွန်တော်တို့ community build လုပ်တဲ့အချိန်မှာဒီဟာကို avoid လုပ်ရတယ်ပေါ့နော်ဒီဟာကိုလည်း teamwork building ပြီးတော့ချင်းချင်းကြားမှာစီလုံးညီညွတ်မှုရှိဖို့အိမ်ထဲမှာပဲဖြစ်ဟုတ်ကဲ့ community ထဲမှာပဲဖြစ်ဘာ community တိဆောက်ပေါ့နော်ဟုတ်ကဲ့အကုန်လုံးကတော့ကိုယ့်အတွေးနဲ့ကိုယ်ရှိတယ်အဲ့ချိန်မှာလည်းဒီ community ကိုထူထောင်ထားတဲ့စနစ်ကဘာလဲပေါ့နော်အဲ့စနစ်ကအရေးကြီးဆုံးလို့ကျွန်တော်မြင်တယ်ပေါ့နော်ကိုက
community ရဲ့မှာဒါလို့ဟွာလို့တင်မလားဟိုလိုမျိုးအဲ့ကြရင်အောက်ကလူတွေကဟိုမှာ community ရဲ့လူတွေသူတို့ voice တွေ heard မဖြစ်ဘူးမှန်ပါတယ်အဲ့လိုမျိုးပေါ့နော်အဲ့ဒါမျိုးရှိရဆိုရင်ကျွန်တော် community ရဲ့မှာအကုန်လုံးရဲ့ voice က heard ဖြစ်ရမယ်ဟုတ်ကဲ့အကုန်လုံးရဲ့ voice is important ပြီးတော့အဲ့ voice တွေအကုန်လုံးတူစီလုံးညညဆိုတာဘယ်လိုအလုံးလုံးမလဲဆိုတာအရေးကြီးရပေါ့နော်ဟုတ်ကဲ့ဆိုတော့အဲ့ဟာတွေကြတော့ဟိုတဖြည်းဖြည်းနဲ့ community brand လာတဲ့အချိန်ကျမှမြင်လာပါတော့စစချင်းကျွန်တော်တို့ community brand တော့လည်းမိသားစုပဲဖြစ်ဒီလို disagreement တွေရှိတယ်ကိုကပို့လုံနိုင်တယ်သူကပို့လုံနိုင်တယ်ဒီလိုမျိုး community ရဲ့မှာလည်း competitive ဖြစ်တာတွေရှိရင်လည်းရှိကောင်းရှိမယ်ဘယ်လိုဖြစ်ဒီ difference တွေအပါထားကိုရီးရဲ့ mission ကပါလဲကိုရီးရဲ့ vision ကပါလဲအဲ့ vision တူတိဆောက်ကြမယ်တူလုပ်ကြမယ်ဟုတ်ပါတယ်အဲ့ဒါအရေးကြီးပါတယ်အချင်းချင်းညှိနှိုင်းပြီးတော့ resolution ပေါ့နော်ရှာတက်ပြီးတော့ဒီ common goal ကိုသွားနိုင်မှပဲအဆင်ပြေမယ်လို့ထင်တယ်ပေါ့နော်ဒါကတော့အဖွဲ့အစည်းတစ်ခုမှာပဲဖြစ်ဖြစ်အခု solution community project တွေအများကြီးလုပ်ခဲ့တာဆိုတော့ဒါမျိုးအတွေ့အကြုံပိုများမှာပေါ့နော်ဘာလို့ဆိုတော့မတူညီတဲ့အဖွဲ့အစည်းတွေကြတော့သူတို့အနေနဲ့တခုခုကပို့ပြီးတော့သူတို့အတွက်အရေးကြီးတယ်လို့ထင်တာမျိုးရှိတယ်နောက်ထပ် organization တစ်ခုကလည်းမဟုတ်ဘူးသူတို့အတွက်တခြား priority ဒါတဲ့အရာတွေရှိရပေါ့နော်ဆိုတော့ဒီလိုမတူညီတဲ့နေရာမှာအခုဆွမ်းနာပြသလိုမဲ့ကိုရီးယား vision ကပါလဲကိုရီးယား mission ကပါလဲပေါ့နော်ဒီ mission ကိုရအောင်လို့ဘယ်လိုညှိနှိုင်းပြီးသွားရမလဲပေါ့ဒီဟာလေးကပဲအရေးကြီးတယ်လို့တော့ထင်ပါတယ်ဟုတ်ကဲ့ကိုထူအောင်နေနဲ့ဆွေးနွေးပေးပါအောင်ရှင်ဆွမ်းနာညီမပြောတဲ့အကြောင်းအရာလေးပေါ့နော်ဟုတ်ကဲ့ခင်ဗျာခုနကိုရီတို့ပြောသွားတယ်မှာလဲဒီ community တခုဘယ်လိုတည်ထောင်မလဲပေါ့နော် solidarity ဖြစ်တဲ့ community ဒီလို scale နဲ့ကြည့်မယ်ဆိုဒါ scale အကြီးပေါ့နော်ကျွန်တော်ကတော့အဲ့ဒီဟာကိုသဘောတူတယ်အဲ့ဒီအမြင်ကကောင်းတယ်ကျွန်တော်ကတော့တယောက်ချင်းစီဟိုလို individualize ဖြစ်တဲ့အမြင်လေးကိုကျွန်တော်နမူနာပြောပြချင်ပါတယ်အဓိက solidarity ဆိုတာကလူတယောက်ချင်းစီကနေအများကြီးစုသွားတာဖြစ်တဲ့အတွက်အရင်ဆုံးကျွန်တော်တယောက်ချင်းစီကနေစဖို့လိုတယ်ပေါ့နော်ဥပမာဘယ်လိုစမလဲဆိုရင်ကျွန်တော်တို့ကတခြားတယောက်နဲ့ကိုကတသားတည်းရက်တည်ဖို့ဆိုတာအရင်ဆုံးသူတို့နေရာမှာကိုကဝင်ပြီးခံစားကြည့်ဖို့လိုတယ်သူတို့ကိုချင်းစာတတ်ဖို့လိုတယ်အဲ့ဒီလိုမျိုးတယောက်ချင်းစီကအဲ့ဒီကိုချင်းစာစိတ်ကနေစပြီးတော့မှအဲ့ဒီကိုချင်းစာစိတ်ကိုအခြေခံပြီးတော့ action တစ်ခုခုကိုကလှုပ်ပေးလိုက်ကူညီလိုက်တာမျိုးသူတို့နဲ့ဝေမျှလိုက်တာမျိုးအဲ့လိုဟာလေးတွေတယောက်ချင်းစီကနေများလာမှဒီလိုအကုန်လုံး solidarity ဆိုတာဖြစ်သွားမယ်လို့တော့ကျွန်တော်ယုံကြည်ပါတယ်အဲ့တော့ solidarity ကိုအဲ့လို scale အကြီးဖြစ်ဖို့ကကြတော့အဲ့လိုတယောက်ချင်းစီကနေဖြည်းဖြည်းနဲ့စသွားမယ်ခုနပြောခဲ့သလိုကိုမိသားစုကမှနေကိုရက်ကွက်ကနေကိုမြို့ရွာပေါ့နော်မြို့ရွာနေမှာတနိုင်ငံလုံးစာအဲ့လောက်ထိဖြစ်သွားမယ်ဆိုရင်တော့ကျွန်တော်တို့နောက်ဆုံးအဆင့်ပေါ့နော်လူသားမျိုးနွယ်တစ်ခုလုံးအကျိုးရှိမဲ့ solidarity ဆိုတာကိုလုပ်နိုင်မယ်လို့ကျွန်တော်တို့ထင်ပါတယ်ဟုတ်ကဲ့ကိုမှန်ပါတယ်တဦးတယောက်ချင်းစီကဒီအသည့်ပေါ့နော် solidarity အသည့်ရှိမှာပဲဖြည်းဖြည်းပြောင်းလဲမှုတွေဖြစ်သွားမယ်ပြီးတော့ကြီးမားတဲ့ပြောင်းလဲမှုလုပ်နိုင်မယ်ပြီးတော့နိုင်ငံအတွက်ကောအကုန်လုံးအတွက်ပေါ့နော်အကုန်လုံးအတွက်ကောင်းမွန်တဲ့အရာဖြစ်လာမယ်လို့တော့ထင်ပါတယ်ရှင်ဟုတ်ကဲ့အခုပေါ့နော်ကျမတို့ဆက်ပြီးတော့ဆွေးနွေးသွားမှာကကြတော့ cross organizational collaboration ပေါ့နော်ကျမတို့အခုဆိုလို့ရှိရင်စတူဒီယိုထဲမှာရောက်နေတာကိုအီတိုပေါ့အခုဆိုလို့ရှိရင် Brahita ဂီတပညာရှင်တူဖြစ်တယ်ပေါ့နော်ကိုထူအောင်ကကြတော့ဒီဝါနဲ့ပတ်သက်တဲ့ဆောက်လုပ်ရေးပိုင်းပညာရှင်တယောက်ဖြစ်တယ်ပေါ့နော်ကျမတို့အကိုတို့နှစ်ယောက်ပြင်ပေါ့နော်တခြား crisis ကိုဝင်ပြီးတော့ကူညီပေးနေတဲ့နယ်ပယ်တီးတီးရသူတွေလည်းရှိမယ်ပေါ့နော်အကိုတို့လည်း on ground မှာတော့ကြုံရမှာပဲပေါ့နော် project တီးတီးနဲ့ organization တီးတီးကနေလာကြတဲ့ချို့ဆိုလို့ရှိရင်ဆရာဝန်တွေပါမယ်ပေါ့နော်ဆရာဝန်တွေလည်းကိုရိုးနဲ့အတူတူ collaborate လုပ်ပြီးတော့တကယ်နဲ့လိုအပ်နေတဲ့ပြည်သူတွေကိုကူညီပေးရမျိုးရှိရဲကိုထူအောင်ဆိုလို့ရှိရင်ဒီတိုင်းပဲပေါ့ငလင်ပေါ့အနည်းဆက်ဆုံးငလင်မှာအိမ်နေပေါ့နော်ပြိုသွားပြီးတဲ့နောက်မှာသူတို့အနေနဲ့နေစရာ temporary shelter တွေရှာနေတာမျိုးရှိတယ်အဲ့ခါကျလို့ရှိရင်အကိုတို့ကသွားပြီးတော့ကူညီပေးတာမျိုးပေါ့နော်ဆိုတော့ organization တွေမတူတဲ့ background တွေကြားမှာပေါ့နော်ကိုလို collaboration လုပ်တဲ့အခါမှာပေါ့ဒီ solidarity ကလည်းအရေးကြီးတယ်မဟုတ်လို့ရှိရင်တကယ်နဲ့ဟို goal တစ်ခုကိုအဆင်ပြေသွားနိုင်မှာမဟုတ်ဘူးပေါ့နော်ဆိုတော့ဒီအပိုင်းနဲ့ပတ်သက်ပြီးတော့လည်းကိုတို့အမြင်လေးကိုသိချင်ပါတယ်ရှင်အကိုကြီးတို့တစ်ချက်လောက်အရင်ပြောပေးမလားရှင်ကဲငလျင်ကိစ္စသွားတဲ့အချိန်မှာကျတော့လေ collaboration လုပ်ခဲ့တဲ့ဖွဲ့တွေဆိုဆရာဝန်ဖွဲ့တွေရှိမယ်ကျွန်တော်တို့ ਨੇ ပြီးတော့ကျွန်တော်တို့ကဟိုဒီ psychosocial support ပဲမဟုတ်ပဲအရင်တော့သွားတော့ကတော့လူငွေလေးစုပြီးတော့အဲ့ data တွေသွားပြီးတော့လှူခဲ့တာရေစက်တွေတို့ရေစက်လှူခဲ့တဲ့အဖွဲ့အစည်းတွေရှိတယ်ရေစက်လှူတဲ့အဖွဲ့ဆို Rotary Club ဆိုလို့ရှိရင်ကျွန်တော်တို့ရေစက်တွေပေးပြီးတယ်ကျွန်တော်တို့ကသူတို့မရောက်သေးတဲ့နေရာတွေကိုကျွန်တော်တို့သွားပြီး hey ကျွန်တော်တို့ဒီနေရာရောက်နေပြီရေစက်လှူနေလို့ရဟုတ်အဲ့လိုပေါ့နော်အချင်းချင်းကအဲ့လို network တစ်ခုကသူ့အနေနဲ့သူဖြစ်သွားတယ်ပေါ့နော်ဖြစ်သွားပြီးအားလုံးကအချင်းချင်းဘယ်သူဘာလို့လဲဖုန်းပေါ်ကနေအကုန်လုံးချင်းချင်းကူညီပေးမယ်ဆိုတဲ့လူတွေကြီးပဲပေါ့နော် collaboration ကအရင်အောင်မြင်တယ်ပေါ့နော်အမြဲတမ်းကိုရင်းနဲ့နှလုံးသားတူတူလူတွေအကုန်လုံးတွေ့ရအဲ့ဒါလေအဲ့လိုတူတူအလုပ်လုပ်ရလဲအရင်ပီတိဖြစ်တယ်ပေါ့နော်ပြီးတော့အဲ့ဆရာဝန်တွေနဲ့အလုပ်လုပ်ရမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့က psychosocial သွားတယ်သူတို့ကကျတော့ mobile clinic တွေသွားတယ်ဆရာဝန်ဖွဲ့ Dr. Ranger ဆိုတဲ့အဖွဲ့နဲ့ကျွန်တော်တို့သွားကြတယ်ပေါ့နော်သွားတော့တချို့နေရာတွေမှာကျတော့
ဒီဆေးပဲပေးပြီးကုလို့ရတဲ့ဟာမျိုးမဟုတ်သူတို့စီမှာအဲ့ပြဿနာတက်နေတာကြပြီဆိုဥပမာဒီရွာသူတို့ရဲ့ဒေတာရဲ့ပြဿနာတက်နေတဲ့ကိစ္စရှိတယ်ဥပမာ ring 1ဖြစ်တဲ့ကိစ္စ ring 1ဖြစ်တဲ့ကိစ္စဆိုလို့ရှိရင်ဒီဟာကိုဆေးပေးတာတော့ဟုတ်တယ်ဒါပေမဲ့ဆေးပေးတာအဲ့ဒါအဖြေမဟုတ်ဘူးပေါ့နော်ဟုတ်ကဲ့ဖြေမဟုတ်ဆိုတော့ဆရာဝန်တွေကလည်းသူတို့လာကုနေတဲ့အချိန်မှာရေကိုဒီလိုမတောက်နဲ့ဒီလိုတိုင်းစင်ပြီးမှတောက်မဟုတ်ဒါပေမဲ့ဒေတာမှာကျတော့သူတို့ကဒီရေကိုပဲကြိုပြီးတော့တောက်လိုက်တာအဲ့ရေကကျတော့စစ်လိုက်လေဆိုလို့ရှိရင်မကောင်းဘူးပေါ့နော်ဟုတ်ဒီရေတက်မဲ့တောက်မှာဟုတ်ကဲ့အဲ့မူဟာမျိုးဆိုလို့ရှိရင်ကျွန်တော်တို့နည်းပညာဘက်ကဆိုလို့ရှိရင် campaign တွေလုပ်ပေးလို့ရတယ်ဟုတ်ကဲ့အဲ့ campaign တွေကကြတော့နည်းပညာဘက်ကသွားတဲ့ဟာကြတော့တခါပြောလိုက်ကြီးကိုထိရောက်သွားတယ်ပေါ့နော်အဲ့ဟာပါဝါတစ်ခုရှိတယ်ပေါ့နော်ဆိုတော့ဒီ psychosocial support သွားလို့တော့လေအဓိကmental well-being လုပ်နေတဲ့လူတွေအများကြီးရှိတယ်ပေါ့နော်ဖွဲ့လည်းအများကြီးရှိတယ်ဒါပေမဲ့ကျွန်တော်တို့ approach ကတော့တယောက်ချင်းစီကိုသွားပြီးတော့ counseling လုပ်တဲ့အားမျိုးမဟုတ်ဘူးနဲ့ group therapy session လိုမျိုးmusic facilitation နဲ့အားလုံးကဘာတွေဖြစ်နေလဲဘယ်လိုပြောမလဲတစ်ချိန်နဲ့ facilitation လုပ်ပြီးအယောက်20 group ဖြစ်မလားအယောက်30 group ဖြစ်မလားအဲ့အချိန်မှာတခါလေနှုတ်လိုက်တဲ့သဘောမျိုးဖြစ်တော့အဲ့အချိန်မှာကျွန်တော်တို့music facilitation technique တွေမှာသူတို့လိုအပ်တဲ့ဒီ data လူတွေကိုထည့်ပေးခြင်းတဲ့ဟာတွေပေါ့နော် ringworm ဆိုတာဒီလိုဖြစ်တယ်အဲ့ဟာကိုသူတို့စိတ်ထဲမှာဘယ်လိုဖြစ်သွားအောင်လုပ်မလဲပေါ့အဲ့ကြတော့ကြည်တန်းတောက်ဖို့အတွက်ကျွန်တော်တို့က game တွေတီထွင်ရတယ်ပြီးတော့သူတို့ရေသက်မတောက်တော့အောင်ပေါ့နော်ပြောတယ်ပြီးတော့ facilitation တွေပြီးသွားရေသက်မဲ့တောက်မလားမေးတယ်ရေသက်မဲ့တောက်တော့မယ်သူတို့အဲ့လိုမျိုးပေါ့နော်ချိုဒေတာမှာကြတော့လေလက်မစေးဘူးလက်မစေးတဲ့ကိစ္စရေမတောက်တဲ့ကိစ္စ dehydration ဖြစ်တယ်အဲ့ကိစ္စမျိုးတွေဆိုလို့ရှိရင်စေးနဲ့ပြောလို့မရဘူးအဲ့လိုမျိုးပေါ့နော်ဟုတ်ကဲ့အသိပညာပေးအနေနဲ့ campaign လေးတွေလုပ်တယ်အမှုပညာဘိုင်းကနေပေါ့နော်တဆင့်တွားလို့ရတဲ့အခြေအနေလေးတွေကိုအကိုတို့ကူညီပေးခဲ့တယ်ပေါ့နော်မှန်ပါတယ်အကိုပြောသလိုမျိုးပဲတချို့အရာတွေမှာကျမတို့စေကန်းနေစေယုံနေတွားလည်းဒီလိုပဲလေဒေါက်တာဒီဟာမလုံးနဲ့နော်ဒီဟာရှောင်ဆိုလို့ရှိရင်တုံတရုံလက်မခံချင်ကြဘူးပေါ့နော်ချို့ patient တွေဆိုလို့ရှိရင်ဒီဟာမစားနဲ့နော်ဒီဟာသွေးတိုးနှလုံးထွက်မကောင်းဆိုအိမ်ရောက်တဲ့ခါကျလို့ရှိရင်စားချင်တယ်စားတာပဲလေနော်အိမ်ကတာသမီးတွေမိဘတွေကလည်းပြောရဆိုပေမဲ့လည်းဒီဟာလုံနေကြဖြစ်တဲ့အတွက်ကြောင့်စားနေကြဖြစ်တဲ့အတွက်ကြောင့်မလို့ချိန်တန်စားခြင်းနေပေါ့နော်တိုးပေမဲ့လည်းကျမတို့ဒီ television ကနေပေါ့နော်ရုံမြင့်တန်ကြားတို့ဘာတို့ကနေပြီးတော့ကျမတို့အတိပေးတဲ့ program လေးတွေလာတယ်လေဥမာကျမ်းမာရေးဆိုလို့ရှင်လည်းကျမ်းမာရေးအတိပေးတဲ့ program လေးတွေဆရာဝန်တယောက်ကဒီယောဂနဲ့ပတ်သက်ပြီးတော့ဘာတွေရှောင်ရှားတင်တယ်ဘာတွေလုပ်တင်တယ်ဘာတွေမလုပ်ရဘူးဆိုပြီးတော့ပြောတဲ့ program လေးရှိပေါ့ဒါမျိုးလေးတွေတို့ကြည့်တယ်ဆိုလို့ရှင်တော့အဲ့ခါကြလို့ရှင်တော့တို့ဆင်ကျင်သွားပြီပေါ့နော်ဆိုတော့ဒီလိုပဲနုပညာရှင်တွေကလည်းတို့တစ်ဖက်တစ်လမ်းကနေပြီးတော့ပေါ့နော်လူတွေနားတဲ့ကိုရောက်မယ်ပြီးတော့ရောက်တယ်ဆိုပေမဲ့လည်းတကယ်တဲ့ action ပေါ့နော်လိုက်လုံးမဲ့ဟာမျိုးကိုလိုက်လုံးနိုင်မဲ့အခြေအနေအထိကိုဆွဲဆောင်သွားတယ်ပေါ့နော်ဒါကတော့အမှုပညာရဲ့အားပါပဲအဲ့ဒါတော့ကျွန်မလက်ခံပါတယ်ကိုထွန်းအောင်ဘယ်လိုထင်လဲရှင်ဟုတ်အခုကိုကြီးတို့ပြောသွားသလိုပေါ့နော်အခုလောလောလတ်လတ်မြင်ဖို့အလွယ်ဆုံးကတော့မန္တလေးငလျင်မှာဆိုရင်လူတွေအကုန်လုံးက solidarity ရှိတယ်ဆိုတာကိုဘယ်ကနေစမလဲဆိုတော့ကျွန်တော်တို့ကနေရာပေါင်းစုံ background ပေါင်းစုံကလူတွေအကုန်လုံးကသူတို့တက်နိုင်တဲ့ဟာလေးနဲ့အ ਨੇ ဆုံးတော့ကျွန်တော်တို့ပတ်စံနေဝိုင်းလူကြတာနေပြီးတော့အရင်စတယ်ပေါ့နော်ရှိသမျှbackground ပေါင်းစုံနေရာပေါင်းစုံကိုမြန်မာနိုင်ငံမှာမဟုတ်ရင်တော့မှတခြားတစ်ကမ္ဘာလုံးမှာရောက်နေတဲ့သူတွေအကုန်လုံးကဒီကိုဝိုင်းလူကြတယ်အဲ့တော့အဲ့ဒီကနေစပြီးတော့ solidarity အလှငွေတွေရလာတယ်ပေါ့အဲ့ဒီအလှငွေတွေကိုမှတကယ်တမ်း on ground မှာလုပ်နေတဲ့ volunteer တွေလူငယ်တွေကနေပြီးတော့တဆင့်တကယ်လိုအပ်နေတဲ့လူတွေကိုစီကိုရောက်အောင်ပို့ပေးကြတယ်ကိုကြီးတို့လုပ်ခဲ့တဲ့ဟာတွေလိုမျိုးအဲ့လိုပို့ပေးကြတာဒါနောက်ထပ် solidarity ရဲ့နောက်ထပ်တစ်ဆင့်ပေါ့နော်ပြီးတော့ကျွန်တော်တို့ housing now လုပ်ခဲ့တဲ့ဟာလေးတွေကိုလည်းအကြမ်းမြင်ပြောရမယ်ဆိုရင်ကျွန်တော်တို့စဦးဆုံးငလင်ဖြစ်တော့ကျွန်တော်တို့တက်နိုင်တဲ့ငွေသားတွေစုပြီးတော့အရေးပေါ်လိုအပ်တဲ့ရေတွေအစားအစာတွေအဲ့လိုဟာမျိုးတွေကိုကျွန်တော်တို့အဲ့လိုအပ်နေတဲ့နေရာတွေဥပမာမန္တလေးစကိုင်းတစ်ဝိုက်အဲ့လိုနေရာတွေမှာသွားရင်းနဲ့ကျွန်တော်တို့ကစောက်လို့ရေးကုမ္ပဏီဖြစ်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ကတခါတည်းအဲ့လိုလှူရင်းနဲ့အိမ်တွေပြိုသွားတာတွေကိုမှတ်တမ်းကောက်ခဲ့တယ်ပြီးတော့သူတို့မိသားစုတွေကိုကျွန်တော်တို့ကမှတ်တမ်းကောက်ခဲ့တယ်ဘယ်မိသားစုကတော့အဓိကလိုအပ်နေလဲပေါ့ပြိုသွားတဲ့အိမ်တွေကတော့အများကြီးဒါပေမဲ့ကျွန်တော်တို့လူတိုင်းကိုတော့မကူညီနိုင်ရင်တော့မှတကယ်လိုအပ်နေဆုံးအလိုအပ်ဆုံးလူကိုကူညီနိုင်မယ်ပေါ့နော်အဲ့လိုမျိုးလေးကောက်လာပြီးတော့နောက်ထပ်solidarity အတွက်ဘယ်လိုမျိုးတွေပေါင်းဆက်ရလဲဆိုတော့ကျွန်တော်တို့ကတော့ကျွန်တော်တို့စောက်လို့ရေးကုမ္ပဏီဖြစ်တဲ့အတွက်စောက်လို့ရေးဘိုင်းနေတော့အကုန်ရှိတယ်ပေါ့ဗျာအလုပ်သမားတွေရှိမယ်စောက်ဖို့တစ်တွေဝါတွေရှိမယ်ဒါပေမဲ့တကယ်တမ်းဟိုသွားဖို့ကျတော့ transportation လိုအပ်တာမျိုးပြီးတော့ဟိုရောက်ရင်လည်းတကယ်လိုအပ်တဲ့လူငယ်သူတို့ data ကန် volunteer တွေလိုအပ်တာမျိုးပြီးတော့နောက်တစ်ခုကကျတော့ကျွန်တော်တို့အဲ့လိုစောက်လှုံမဲ့နေရာတွေဆိုရင်ငါကြတော့ဒီကြေးရွာသူတို့ရက်ကွက်မှာရှိတဲ့သူတွေနဲ့တိုင်ပင်ပြီးတော့မှ
ဥပမာကျွန်တော်တို့ကတော့လှူလိုက်ပါရဲ့နောက်တစ်ယောက်ကျတော့သူတယောက်တော့ရတယ်သူကျတော့မရဘူးသူတို့ရဲ့ရှိနေတဲ့ solidarity လေးပါပြတ်သွားမယ်ပေါ့နော်အဲ့တော့အဲ့လိုမဖြစ်အောင်ကျွန်တော်တို့ကဒီမှာရှိတဲ့ရက်မိရဖတွေနဲ့တိုင်ပင်ပြီးတော့သူတို့အကုန်လုံးလက်ခံတဲ့အဖြေထွက်လာအောင်အကုန်လုံးစုစုစည်းစည်းနဲ့အရင်ဦးဆုံးတိုင်ပင်ရတယ်တိုင်ပင်ပြီးတော့မှသူတို့ထွက်လာတဲ့ဒီအိမ်ကတော့တကယ်လိုအပ်နေဆိုရင်ဒီအိမ်လေးကိုစောက်လှူကြရတယ်ပေါ့နော်ဟုတ်ကဲ့အဲ့လိုကနေမှ solidarity ကပို့ပြီးတော့ရှိလာတော့ပေါ့မဟုတ်ရင် solidarity ရှိတဲ့ဟာလေးပါပြတ်သွားမှာဆိုကိုကကုညီနဲ့ဟိုပြတ်တယ်လို့ဖြစ်သွားမှာပေါ့နော်ကိုဟုတ်ကဲ့ဟုတ်အခုဆွမ်းနာပြောတဲ့ဟို recently လုပ်ခဲ့တဲ့အရာဆိုလို့ရှိရင်ကျတော့ဒီငလင်နဲ့ပတ်သက်တဲ့ project ပါတယ်ပေါ့နော်အဲ့ဒီငလင်နဲ့ပတ်သက်တဲ့ project မတိုင်ခင်ရောအကူကတော့ဆောက်လုပ်ရေးဘက်ကဆိုတော့လေဒီ voluntarily ပေါ့နော်ဟိုတချို့လိုအပ်တဲ့ data တွေမှာသွားကူညီတာမျိုးရောရှိလားရှင်ဥမာငလင်မတိုင်ခင်ရပေါ့ငလင်ရှေ့ပိုင်းပေါ့ကျွန်တော်တို့ဒီ housing now ကကျွန်တော်တို့ဒီငလင်မတိုင်ခင်တည်းကလုပ်နေတဲ့ activity တွေရှိတယ်ဥပမာဘယ်လိုလဲဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံမှာစစ်ဘေးရှောင်တွေဆိုအများများတယ်ဗျာအဲ့တော့ကျွန်တော်တို့ကစစ်ဘေးရှောင်တွေအတွက်ကျွန်တော်တို့က3မျိုးကူညီပေးတယ်ပထမတစ်မျိုးကကြတော့သူတို့ဒီကိုကျွန်တော်တို့နေရာထိမသွားနိုင်ဘူးပြီးတော့အကယ်၍ပတ်စံကူညီတခြားအကူညီလည်းမပေးနိုင်ဘူးဆိုပေမဲ့ကျွန်တော်တို့ရဲ့သိထားတဲ့ knowledge တွေကို share ခြင်းအပြင် solidarity တစ်မျိုးလုပ်လို့ရတယ်ဟုတ်ကဲ့ကျွန်တော်တို့သိထားတဲ့စောက်လုပ်ရေးknowledge တွေကိုသူတို့စီရအောင်ကျွန်တော်တို့ဘယ်လို share ပေးလဲဆိုတော့ကျွန်တော်တို့ company ကနေပြီးတော့စာရွက်တွေနဲ့ print out လုပ်ပြီးတော့လက်ကမ်းစာဆောင်လို့သဘောမျိုးလေးတွေအဲ့ဒီမှာမှအကယ်၍ကိုကတော်တဲ့ရောက်နေတာမျိုးဆိုရင်အဲ့နားမှာရှိတဲ့တစ်လေးဝါးလေးခုတ်ပြီးတော့အနည်းဆုံးတော့ shelter တစ်ခုဆောက်လို့ရအောင်ဘယ်လိုလုပ်လို့ရလဲဆိုတော့လက်ကမ်းစာဆောင်လေးတွေကိုကျွန်တော်တို့ကအများကြီး print ထုတ်တယ်ပြီးတော့data ကန် NGO တွေနဲ့လက်တွဲပြီးတော့သူတို့တွေစီရအောင်ပို့ပြီးဖြန့်ဝေပေးတယ်ပေါ့နော်ဒါကပထမတစ်နည်း solidarity ရဲ့ကျွန်တော်တို့ကိုယ်တိုင်သွားမကူညီနိုင်ဘူးဆိုပေမဲ့တနည်းဒုတိယတနည်းကကြတော့သူတို့ data ကန်တွေနဲ့အကယ်၍ကျွန်တော်တို့သွားတွေ့နိုင်တယ်ဆိုရင်ကြတော့ data ကန်တွေကိုသူတို့လိုချင်တဲ့အားမျိုးကိုကျွန်တော်တို့ကအရင်မေးတယ်သူတို့စောက်ချင်တဲ့အိမ်သူတို့လိုချင်တဲ့အိမ်မျိုးလူတိုင်းမှာကိုယ့်ရဲ့ idea ရှိတယ်ပေါ့နော်ကိုကတော့ဘယ်လိုအိမ်လေးနေချင်တယ်ဆိုတာအဲ့လိုမျိုးမေးပြီးတော့သူတို့အဲ့ဒီအိမ်မှာလိုအပ်မဲ့တစ်တွေဝါးတွေကိုကျွန်တော်တို့ကတွက်ပေးတယ်အဲ့တစ်တွေဝါးတွေကိုလှူပေးတယ်လှူပေးပြီးရင်ကျွန်တော်တို့ဒီ company ကစောက်လုပ်ရေးအလုပ်သမားတွေကိုခေါ်သွားပြီးတော့ဟိုမှာစောက်ပေးတာမျိုးမဟုတ်ဘဲနဲ့ကျွန်တော်တို့ company ကစောက်လုပ်ရေးအလုပ်သမား2ယောက်လောက်ပဲခေါ်သွားပြီးတော့ဟိုက data ကန်စောက်လုပ်ရေးအလုပ်သမားသူတို့လက်သမားပေါ့နော်အဲ့လိုပယံဆရာတွေလက်သမားတွေရှိမယ်အဲ့ data ကန်တွေကိုကျွန်တော်တို့ကခေါ်ပြီးတော့သူတို့ကိုအလုပ်လဲနေစားအလုပ်ပေးတာမျိုးရှိတယ်ပြီးတော့ကျွန်တော်တို့ဒီဝါးဆောက်လုပ်ရေးနဲ့ပတ်သက်ပြီးတော့သင်ပေးတာမျိုးအဲ့တော့သူတို့ community ကိုကျွန်တော်တို့ကအကူအညီပေးတာအောင်မှအိမ်ဆောက်ရုံပဲမဟုတ်ဘဲနဲ့တခြားအဖက်ကနေအလုပ်ပေးတာရောသူတို့အတွက်တခြားအဆင်ပြေအောင်ကူညီပေးတယ်ပေါ့နော်ဒါကတော့ဒုတိယတနည်းဟုတ်ကဲ့နောက်ဆုံးတနည်းကကြတော့ကျွန်တော်တို့ company မှာပဲတခါတည်း wall frame တွေကိုတခါတည်းဆင်သွားလို့ရတယ်ဆင်သွား air frame လေးတွေကိုကျွန်တော်တို့ကတည်သွားပြီးတော့ဟိုမှာတခါတည်းတက်ဆင်ပေးလိုက်ရုံနဲ့ဒါကတော့အမြန်ဆုံးနည်းကျွန်တော်တို့ဘက်ကအလွယ်ဆုံးနည်းပေါ့နော်ဒါကတော့ community engagement အရင်နေတယ်ပေါ့ community ဘက်ကဆုံးဖြတ်တာမျိုးမဟုတ်ဘဲねကျွန်တော်တို့ဘက်ကစောက်လာပြီးသားအိမ်ကိုသူတို့ကိုသွားလှူတာမျိုးပေါ့ကျွန်တော်တို့ကတော့အဲ့လို၃မျိုးနဲ့ကူညီပေးနေပါတယ်အခုဟုတ်ကဲ့ဟုတ်သူတို့အတွက်တကယ်လိုအပ်နေတဲ့နေရာတွေအချိန်ပေးပြီးတော့မဆောက်လုပ်နိုင်တဲ့နေရာတွေအတွက်လွယ်ကူတဲ့ option တွေလည်းအကုန်လုံးလုပ်ထားပေးတာပေါ့နော်ဟုတ်တယ်ခင်ဗျဟုတ်ကဲ့ဟုတ်ကဲ့ကိုကြီးတို့မေးချင်ပါတယ်ရှင်အခုဒီပေါ့နော် volunteer ဘိုင်းဒီပေါ့နော် community အတွက်အကျိုးပြုတဲ့ project တွေလုပ်တဲ့အပိုင်းတွေအပြင်ပေါ့နော်အခုမှလည်း music band ပေါ့နော်တီးတန့်ရှိတယ်လို့သိရပါတယ်ရှင်အခုလက်ရှိမှာလည်းလှုပ်ရှားမှုတွေလုပ်နေမယ်ထင်တယ်နော်အခုဆိုတော့အဲ့ music band တွေမှာဆိုလို့ရှိရင်လည်းညီမတို့ outcome တစ်ခုပေါ့နော်တကယ်ကိုကောင်းတဲ့အနည်းရတာပြီးသွားတဲ့ music တစ်ခုထွက်လာဖို့ဆိုလို့ရှိရင်မနော် album တစ်ခုထွက်လာဖို့ဆိုလို့ရှိရင်ကိုတို့နောက်ွယ်မှာ effort တွေအများကြီးထည့်ပြီးတော့ team work တွေအများကြီးထည့်ပြီးတော့ပေါ့နော်သုံးပြီးတော့လုပ်ထားတယ်လို့ညီမသိရတယ်ပေါ့နော်အကိုရဲ့အမြင်လေးလည်းအဲ့ဒါလေးနဲ့ပတ်သက်ပြီးတော့ပြောပြပါအောင်ရှင်အဲ့ musical band ဘိုင်းဒီမှာဆိုလို့ရှိရင်လည်းပေါ့နော်လှုပ်ရတဲ့အခါမှာ solidarity ကအရေးကြီးတယ်ပေါ့နော်အဲ့ဒီအပိုင်းနဲ့ပတ်သက်ပြီးပြောပြပါအောင်ရှင် music band မှာကျတော့ချက်တွေအများကြီးရှိပေါ့နော် music band မှာကျတော့ music leadership ရှိမယ်ပေါ့နော် music leadership ကကျတော့သူက lead လုပ်နိုင်ဖို့ကိုကအရင်ဆုံးရည်ချင်းပြည့်စုံရမယ်အကြမှာကိုကဟို lead လုပ်နိုင်မှာပေါ့နော်ပြီးတော့ music band ဖြစ်လာပြီဆိုလို့ရှိရင်ကျတော့အဲ step by step ပေါ့နော်ကျွန်တော်ပထမတစ်ချက်ကဟိုစပြီးတော့တီးတဲ့လူတစ်ယောက်ကကျတော့ကျွန်တော်ဆို step by step ကြော်ဖြတ်ခဲ့ရတယ်ပေါ့နော်ဆက်စချင်းတီးခြင်းနဲ့ဟိုမှာဂီတာစတီးရပဲဖြစ်ဖြစ်စတီးရဲ့အချိန်မှာကျတော့စင်မော်တက်သွားရပဲဖြစ်ဖြစ် amateur တယောက်အနေနဲ့တက်သွားရဆိုလို့ရှိရင်အရင်ဆုံးကိုတီးတာမှန်မှမလားပေါ့နော်ကိုပဲ focus ရှိတယ်ဟုတ်ကဲ့ကိုတီးတာမှန်မှမလားကိုတီးတာမှားပါလားမသိဘူးစင်မော်မှာချွေးပြန်ပြီးတော့
ကိုတီးတာမှန်ဖို့အရင်ဆုံးတီးရသူများကိုလည်း cue မဆိုင်နိုင်တဲ့ဝိုင်းလုံးဘူးမှ cue မဆိုင်ဘူးကျွန်တော်ကိုမှားသွားပြီးသွားရင်စင်မြဝဆင်းလာရင်ငါမှားသွားလားမသိဘူးအကုန်လုံးလိုက်တောင်းမှအဲ့လိုမျိုးအစင်ပေါ့နော်ပြီးသွားကို confidence ရှိလာပြီဆိုလို့ရှိရင်နောက်တစ်ဆင့်ကြော်သွားပြီဆိုလို့ရှိရင် band member နောက်တစ်ယောက် empathy ထားလာပြီကိုကကျွမ်းကျင်လာပြီဆိုဥပမာ bass လဲဝင်တီးလာတယ်ဒါမှမဟုတ်လဲတခု instrument တခုနောက်တခု pick up လုပ်လာတယ်အဲ့တော့ drama တီးနေသူ့ empathy ဖြစ်လာတယ်သူပါတီးနေမယ်သူ့ဘယ်လိုထောက်ကူဖြစ်မဲ့အောင်ကိုတီးမလဲဆိုတာစဉ်းစားလာတယ်ပေါ့နော်သူများအတွက်လည်းစဉ်းစားပေးတာပေါ့နော်ဒါနှစ်ယောက် connection ပဲရှိသေးတယ်ပေါ့နော်ဥပမာ drama နဲ့ bass တမနဲ့ connection လို့ပေါ့ဟုတ်ကဲ့ဒါပေမဲ့မဟုတ်သူကmelody line တွေပါစိတ်ဝင်စားလာဒါမှမဟုတ်လဲ guitar သမားဆိုရင်လည်းဥပမာ rhythm section ကိုစိတ်ဝင်စားလာပြီ drama ကိုနားလည်လာပြီ rhythm value တွေသိလာပြီ၃ယောက်ပေါင်းအောင်သူသိလာပြီ၃ယောက်လုံးပါတီးနေလဲဆိုတာကြားလာပြီဆိုရင်ဒီဝိုင်းတစ်ဝိုင်းလုံးကို stick together ဖြစ်အောင်ဘယ်လိုလုပ်မလဲသူနားလည်လာတယ်ဟုတ်ကဲ့နောက်တစ်ဆင့်ကြော်သွားရင်တော့ audience ကဘယ်လို feedback လာမလဲ audience ရဲ့ action ဘယ်လိုသွားမလဲပေါ့နော်အဲ့ဒါကိုစဉ်းစားတယ်ပေါ့နော်ပြီးတော့နောက်တစ်ဆင့်ကျတော့ audience ကိုကဘယ်နေရာရောက်နေလဲအဲ့ဒါကို mastery level ပေါ့နော်အဲ့ level ကတော့ကျွန်တော်တို့လည်းအကုန်လုံးတွန်းနေရတာပေါ့နော်ဟုတ်ကဲ့ဆိုတော့အဲ့ process လေးမြင်ရတယ်ပေါ့နော်ဆိုတော့တီဝိုင်းတစ်ဝိုင်းထောင်တာမှာ team building နဲ့ပြီးတော့ဘာလို့ဆိုတီဝိုင်းဆိုတာလည်းတယောက်တည်းကိစ္စမဟုတ်တော့လေဒီဝိုင်းသမားတွေအကုန်လုံးကလည်းအမြဲတမ်း community လိုပဲအမြဲတမ်းဥပမာကိုက lead လုပ်တာပဲဖြစ်သူများ lead လုပ်တာပဲဖြစ်သူများ lead လုပ်တဲ့ဘက်မှာလည်းကျွန်တော်ဝင်တီးရယ်ကျွန်တော်တို့ကျတော့ jazz musician တွေဆိုတော့ popular music ပုံစံမျိုးသွားတာမျိုးတော့မဟုတ်ဘူးပေါ့နော်ကျွန်တော်တို့ကျတော့လည်း community ကနည်းသေးတယ်ပြီးတော့သူများ lead လုပ်တဲ့ project ဆိုလည်းကျွန်တော်တို့သွားပံ့ပိုးပေးတယ်ကျွန်တော် lead လုပ်တဲ့ project မှာလည်း community ကလူတွေလာပြီးတော့ဖြည့်ဆွက်ပေးတယ်ကျွန်တော်တို့ community လေးကအဲ့လိုသွားနေတာပေါ့နော်ဟုတ်ကဲ့ကျွန်တော်တို့မှာတော့အခုတီးနေတာမြန်မာ contemporary ensemble ဆိုပြီးတော့မြန်မာတန်နဲ့ jazz music နဲ့ပေါင်းဆက်တဲ့ band တွေရှိပါအဲ့ band ကတော့ကျွန်တော် lead လုပ်တာပေါ့နော်ဟုတ်ကဲ့ရှင် music direction ပေးတယ်ကျွန်တော်အဓိကတော့သူတို့တီးရမယ့်ဟာတွေ line တွေရေးပေးရတယ်ပြီးသွားဘယ် part မှာပါတီးမယ်ဘယ် part မှာဘာလုပ်မယ်ပေါ့နော်အဲ့လိုမျိုး direction ပေးရတယ်ပြီးတော့music တွေကိုတီးချင်တာတွေကိုလုပ်ချင်တာတွေအကုန်ချရေးအဲ့လိုမျိုးလေးလုပ်ဖြစ်ပါတယ်ဟုတ်ကဲ့ဆိုတော့အကုန်လုံးတပေါင်းတစည်းတည်းပေါ့နော်အတူတကွလောက်ရမယ်ပြီးသွားလို့ရှိရင်သူများအတွက်ကိုလည်းကိုကစဉ်းစားပေးရမယ်ပေါ့နော်ဒါမှဒါလည်းအောင်မြင်တဲ့team work ပေါ့နော်ရရှိလာမယ်လို့တော့ထင်ပါတယ်ရှင်ဟုတ်ကဲ့ကိုကြီးတို့အကိုကဒီ recent event ဆိုလို့ရှိရင်ကျတော့အကွေပေါ့နော်အကွေမှာငလင်ဘေးတဲ့ခန်းစားရတဲ့ဒီနယ်ပယ်ကသူတွေကိုတွားပြီးတော့ music နဲ့ပတ်သက်ပြီးတော့ပေါ့နော်တွားပြီးတော့ကူညီပေးတဲ့အခါမှာဒီ data မှာရှိတဲ့ဒီ community မှာရှိတဲ့သူတွေကအကိုတို့ရဲ့ဒီကူညီမှုကိုပေါ့နော်ဘယ်လို response လေးတွေလုပ်ကြလဲဘယ်လို feedback လေးတွေပေးကြလဲကဲfeedback ကတော့ကျွန်တော်တို့ကလည်း assessment အမြင်ပြယူရပေါ့နော်ကျွန်တော်တို့ team မှာအကုန်လုံးကသူတို့ job သူတို့ရှိကြတယ် assessment ယူတဲ့ team နဲ့ဒီ assessment မှာတော့သူတို့အရင်စာဆန်တယ်ပေါ့နော် research paper တွေအဲ့ဒါတွေအတွက်အဲ့ဟာတွေထက်ပေါ့နော်အဓိကတော့ human connection မှာကျွန်တော်လူသားဆန်ဆုံးကိစ္စတွေအများကြီးတွေ့ခဲ့ရတယ်ပေါ့နော်ဘယ်လိုလဲဆိုတော့ဒီနေရာတွေသွားတယ်ပြန်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ကိုအမေရွယ်တွေကိုအဖွားရွယ်တွေကျွန်တော်တို့တုံကြီးနဲ့လက်ကိုလာကင်နေသားလေးကြီးကျေးဇူးရမ်းတင်တယ်ဒီလိုလာပြီးတဲ့အတွက်သူတို့အဲ့လိုကင်ပြီးသူတို့မျက်ရည်ကျတယ်သူတို့ငိုတယ်ဘာလို့ဆိုကျွန်တော်တို့ကနောက်နေ့အိမ်ပြန်ပြီဆိုရင်ကျွန်တော်တို့ကအိမ်မှာအေးကုန်းကန်းနဲ့ငွေရနဲ့ဒီလိုပြန်ရမှာပေါ့နော်ဟုတ်ကဲ့သူတို့ကျတော့ကြံခဲ့ရမှာဒီစကန်နေထဲမှာဒီလိုကြံခဲ့ရမှာဒါကြီးကိုစဉ်းစားတိုင်းကျွန်တော်တို့အမြဲပြန်သွားခြင်းနဲ့ဒီအလုပ်ကိုဆက်လုပ်ရမှာပေါ့နော်ပြီးတော့ keep on going လုပ်ရမယ်ပြီးတော့ဒီစကန်နေသွားရဲဆိုလို့ရှိရင်အများသောအားဖြင့်ကျေးဇူးတင်တာကြတော့ psychosocial support ကျွန်တော်တို့ဆက်သွားတဲ့အချိန်တော့ဒီလို music နဲ့သွားတဲ့လူကမရှိတော့ဘူးပေါ့နော်ကျွန်တော်တို့ team ပဲရှိတယ်ပေါ့နော်အချိန်တော့ဆိုတော့ဒီဟာကဒီ practice ဟောမှာ new လဲဖြစ်နေတယ်ပြီးတော့ကျွန်တော်တို့ဒီ set skill နဲ့တိုင်းလိုက် trauma response ကသူတို့ trauma တော့ high ဖြစ်တဲ့တချို့စကိုင်း area တော့ manly area တော့တချို့ကြတော့လုံးဝ fight or flight တချို့ကြတော့စကားမပြောနိုင်တော့စကားမပြောတော့ငေါငေါလေးနဲ့ထိုင်နေသူတို့တအိမ်လုံးမှာရှိတဲ့လူတွေဆုံးရှုံးလိုက်ရတယ်တချို့ကြတော့တယောက်တည်းကြံတယ်ဟုတ်ကဲ့အဲ့လိုလူတွေကြတော့ဟုတ်ပါတယ်အကုန်လုံးကတော့လာကူညီနေတာရေးလာပြီးအိမ်နေဆောက်ပြီး temporary shelter တွေဆောက်ပြီးလုပ်ပေးနေကြတယ်ဒါပေမဲ့သူတို့အနေနဲ့ fight or flight ဖြစ်နေပြီဘလို့မှစိတ်ထဲကခံစားနေရတဲ့ပူဆွေးမှုဝမ်းနည်းမှုပေါ့နော်ဒါတွေကိုဖြေဖြောက်ဖို့အရာကြတော့လိုအပ်နေပြီနေနော်ဟုတ်ကျွန်တော်တို့အဲ့မှာဒီ musician without border ကျွန်တော်တို့ training ပေးတော့ဒီလိုလူတွေဘယ်လိုကင်တွေ့ရမလဲ psychological first aid ဘယ်လိုပေးမလဲဒီလိုလူတွေကိုလှုပ်ရှားလာအောင်သူတို့စကားပြန်ပြောလာအောင်ဘယ်လို music facilitation technique တွေနဲ့လုပ်မလဲပေါ့နော် mirror activity တွေလုပ်မှာလားဒါမှမဟုတ်သူတို့စကားပြန်ပြောလာအောင်တခုခုတီးခိုင်းတာဖြစ်ပေါအောင်တီးခိုင်းတာဖြစ်တခုခုအဲ့လိုမျိုးပေါ့နော်ဟုတ်ကဲ့ body percussion လုပ်ခိုင်းတာတော့ toning တို့ humming တို့ breathing တို့ဟုတ်ကဲ့သူတို့အဲ့လိုမျိုးပုံစံနဲ့စကားပြန်ပြောလာအောင်လုပ်ရတယ်ပေါ့နော်ပထမတစ်ခေါက်ဒီ key ကိုသွားဆိုဒီလူကစကားမပြောနိုင်ဘူးနောက်တစ်ချိန်ကြာလို့ရှိရင်စကားပြောနိုင်တဲ့ activities လေးတွေလုပ်ပေးနိုင်တယ်ပြီးတော့ကျွန်တော်တို့ open ဖြစ်လာတယ်စကားပြောလာတယ်အဲ့လိုမျိုးဟာလေးတွေ့ရတော့အရင်
အရင် PD ဖြစ်ပါတယ်ဟုတ်ကဲ့အခုတို့လည်းဒီသွားရင်းလာရင်းနဲ့တွေ့ကြုံခံစားရမှာပဲเนาะအဲ့ဒါကြောင့်မို့အခုဆောနာပြောသလိုပဲ keep on going ဒီ volunteer ရဲ့ act ပေါ့เนาะအဲ့ဒါလေးကိုဆက်ပြီးတော့လုပ်သွားဖို့လေညီမအနေနဲ့တောက်ဆိုချင်ပါတယ်အကိုဟုတ်ဒါကတော့ကိုတွေဘက်ကမလုပ်ပေးနိုင်တဲ့အရာတွေအကိုတို့ဘက်ကအများကြီးလုပ်ပေးနိုင်နေပေါ့เนาะဟုတ်ကဲ့ကိုထူကအကိုရဲ့အတွေ့အကြုံလေးနဲ့တစ်ချက်ပြောပြပါအောင်ရှင်ကိုဆိုလို့ရှိရင်လည်းဒီငလင်လုပ်တဲ့ data တွေတကယ် affect ဖြစ်သွားတဲ့ data တွေမှာသွားပြီးတော့ကိုယ်တိုင်လည်းလုပ်ဖူးတယ်ပြီးတော့ကိုတို့ company နဲ့တူပေါ့နော်ပညာရှင်တွေအကုန်လုံးစုပြီးတော့သွားခဲ့တာဆိုတော့ကိုယ့်ရဲ့အတွေ့အကြုံလေးရောပြောပြပါအောင်ရှင်ဟုတ်ကဲ့ဗျပထမဆုံးကိုကြီးတို့ခုနပြောသွားတဲ့ဟာလေးကိုအရင်ဆုံးအရန်ကျေးဇူးတင်ကြပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ကတော့အဓိကအိမ်လေးစောက်လှူရဲဆိုတော့ဟိုလို physical ဘိုင်းကူညီရပါတော့ကျွန်တော်တို့သွားပြီးတော့အဲ့လိုအစားအစာတွေရေတွေလှူတော့တွေးခဲ့တဲ့လူတွေထဲမှာဆိုရင်ဘယ်လိုလူမျိုးတွေပါလဲဆိုရင်ယောက်ျားရဲ့သူမိန်းမရဲ့သူမိသားစုပေါ့နော်သူမိသားစုရှိတယ်ပြီးတော့သူတို့လဲလှုပ်စားတာဖြစ်တဲ့အတွက်လဲလှုပ်တဲ့နွားတွေရှိတယ်အဲ့မှာဆိုရင်အဲ့သူတို့မိသားစုမှာဆိုရင်ယောက်ျားဦးလေးတယောက်ပဲအသက်ရှင်ပြီးတော့ကျန်တဲ့သူသားသမီးတွေသူမိန်းမရောနွားတွေရောအကုန်လုံးအဲ့ဒီငလင်ချောင်းတည်သွားတယ်ဆိုတော့သူ့အိမ်ကလည်းပြိုသွားဆိုတော့ကျွန်တော်တို့ကတော့သူ့အိမ်ပြန်ဆောက်ပေးမယ်လို့ပြောရင်တော့သူ့မှာနေခြင်းစိတ်အသက်ရှင်ခြင်းစိတ်ပါမရှိတော့တဲ့အခြေအနေတွေဖြစ်တယ်ပေါ့နော်အဲ့လိုအခြေအနေတွေအများကြီးကျွန်တော်တို့ကြုံမှုတယ်ဒါဥပမာတစ်ခုပြောပြအဲ့လိုဟာတွေမှာဆိုရင်ဒီလို mental ဘိုင်းကကူညီပေးတဲ့ဖွဲ့စည်းတွေရှိတာတကယ်အများကြီးအကျိုးရှိပါတယ်ဟုတ်ပြီးတော့ကျွန်တော်တို့ဘက်ကကျတော့ဘယ်လိုလုပ်ပေးလဲဆိုတော့အရင်ဆုံးဒီလူတွေအဆောက်အဦသူတို့အိမ်လေးပြတ်သွားလို့တခြားနေရာမှာနေရတဲ့လူတွေပေါ့နော်ယာယီ shelter မှာနေရရှိတယ်တချို့ဆိုရင်ဘုံကြီးကျောင်းမှာနေရတာမျိုးရှိတယ်အသီးအိမ်တွေမှာကပ်နေရတာမျိုးရှိတယ်အဲ့လိုလူတွေကိုကျွန်တော်တို့ကစည်ရင်ကောက်ပြီးရင်သူတို့ရက်ရွာလူကြီးတွေနဲ့တိုင်ပင်ပြီးတော့ဘသူ့ကိုတော့ပေးမယ်ဆိုတော့နောက်ဆုံးအဲ့ထွက်လာတဲ့စည်ရင်ကိုကျွန်တော်တို့ကကြီးညာလိုက်ရင်သူတို့အိမ်ရသွားတဲ့သူတွေကအရန်သူတို့ PT ဖြစ်တာပေါ့နော်သူတို့တမိသားစုလုံးပျော်ရတာလေးကိုမြင်တော့ကျွန်တော်တို့အဲ့လိုရှေ့ဆက်ဖို့အားတွေအများကြီးရတယ်အများကြီးရတာပေါ့နော်ဟုတ်တယ်ဗျပြီးတော့ကျွန်တော်တို့ကအိမ်ဆောက်လူတဲ့အခါမှာလည်းဒီတိုင်းပဲသူတို့လိုအပ်နေအိမ်တစ်လုံးဆောက်လူလိုက်ပြီးပြီးမဟုတ်ဘဲနဲ့ကျွန်တော်တို့အိမ်ဆောက်တဲ့ process မှာအဲ့ဒီအိမ်ပိုင်ရှင်ကိုမှကျွန်တော်တို့ကဝင်ပါခိုင်းခြင်းအပြင်သူတို့ကလည်းဒီသူတို့ကိုပိုင်နေဆိုတဲ့အိမ်လေးကိုပိုင် feeling လေးပို့ပြီးတော့ရစေအောင်ကျွန်တော်တို့ကလုပ်ပေးတယ်နမူနာပြောရမယ်ဆိုရင်ဒီအိမ်မှာကျွန်တော်တို့ကတော့အကျန်းအဖြစ်လိုအပ်တဲ့တစ်တွေဝါးတွေထားပေးတယ်လှူပေးပြီးတော့သူတို့ရက်ကွက်ဆောက်လုပ်ရေးသမားတွေကိုအလုပ်ခံပေးတယ်ပြီးတော့အိမ်ပိုင်ရှင်ကဒီအိမ်မှာဘယ်လိုအခန်းကန့်မယ်တို့ဒီအိမ်မှာဘယ်လိုပတင်းပေါက်တွေထားမယ်ဘယ်လိုတကားတွေထားမယ်ဆိုတော့သူတို့ကိုယ်တိုင်ဆုံးဖြတ်တယ်ပြီးတော့သူတို့ကိုယ်တိုင်တချို့တက်နိုင်တဲ့သူတွေဆိုသူတို့ကိုယ်တိုင်ဝင်ဆောက်ကြတယ်အဲ့လိုလေးတွေလုပ်ချင်အဖြစ်တကယ်ဒီအိမ်လေးပြီးသွားတဲ့ခါမှာသူတို့ရဲ့ဝမ်းသာတဲ့ဟာရိုးအိမ်တစ်လုံးရလိုက်တာမျိုးမဟုတ်ဘူးနဲ့သူတို့ကိုယ်တိုင်ငါတို့ကိုယ်တိုင်ကိုချီကိုလက်နဲ့ပြန်တီထောင်လာရတယ်ဆိုတဲ့ feeling လေးတွေအဲ့လိုပေးရတော့သူတို့ဒီ community ကပို့ပြီးတော့အဆင်ပြေလာတယ်သူတို့ချင်းချင်းလဲပို့ပြီးစုစည်းသွားတယ်ပေါ့နော်အဲ့လို feedback လေးတွေမြင်ရတော့ကျွန်တော်တို့လည်းအရင် PT ဖြစ်ရပါတယ်ဗျဟုတ်ကဲ့အစိုးရရဲ့အကောင့်လို့ပဲပြောရမှာပေါ့နော်ဟုတ်ကဲ့ကိုကျေးဇူးတင်ပါတယ်အသေးစိတ်လေးဆွေးနွေးပေးသွားတာကျွန်တော်ကြလည်းအဲ့လိုချင်တာ go to phone လို့ဒီလိုမျိုးအိမ်နေစောက်ပေးတာကျွန်တော်တို့ psycho social support သွားတယ်နောက်တစ်ခါပြန်သွားတာအိမ်နေရဖြစ်လာပြီအဲ့မှာသူတို့ကအိမ်နေရနေအပျော်နေတယ်အဲ့လိုမျိုးအဲ့အမြင်ကအရင် PT ဖြစ်တယ်အဲ့လို go to phone လို့လည်းလုပ်တဲ့အလုပ်ကိုအများကြီးကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ကျေးဇူးပါဗျာဟုတ်ကိုဤတိုးရှင်အကိုmusic နဲ့ art ဘိုင်းပေါ့နော် music ဆိုရဲဒီဂီတဘိုင်းရဲ့ art ဆိုရဲအနုပညာဘိုင်းရဲ့ပေါ့နော်ဒီအပိုင်းလေးတွေကလည်းကျမတို့ဒီ solidarity ပေါ်ဆောင်တဲ့နေရာမှာအရေးကြီးတဲ့အပိုင်းလေးလို့သတ်မှတ်လို့ရတယ်ပေါ့နော်အဲ့ဒီအကြောင်းအရာလေးနဲ့ပတ်သက်ပြီးတော့အကိုအမြင်လေးဆွေးနွေးပေးပါအောင်ရှင်music နဲ့ဒီ art နဲ့ culture တွေကကြတော့လေတိုင်းပြည်တစ်ပြည်ရဲ့ cultural identity အားလုံးရဲ့ချင်းပဲဖြစ်ဖြစ်ရုပ်ရှင်ပဲဖြစ်ဖြစ်ရုပ်ရှင်ဆိုလို့ရှိရင်လူတစ်ယောက်ကို empathy ထားဖို့အတွက် empathy ဘယ်လိုထားပါပြောနေမှာဆိုရုပ်ရှင်လေးအကြောင်းလေးကိုရိုက်ပြီးတော့လူတွေနှလုံးသားထဲထည့်လိုက်လို့ရတယ်ပေါ့နော်ဟုတ်ကဲ့တချင်းနေဆိုလို့ရှိရင်လည်းဒီလိုပဲစီလုံးကျင်းထွက်သွားမလားတချင်းက solidarity ကိုသွားမလားဒါမှမဟုတ်ငုံတီးချင်းသွားမလားသူကသွားခြင်းတဲ့ဟာကိုသွားလို့ရတယ်ပေါ့နော်ဟုတ်ကဲ့အဲ့ဟာကိုတိရဲအောင်နဲ့ဖြစ်သွားအောင်သူက message ပေးလို့ရတယ်ပေါ့နော်ဟုတ်ကဲ့တချင်းတွေကအားကြောင့်လဲဟိုကျွန်တော်အနေနဲ့အခုချိန်ဒီ musician ဆက်လုပ်တာပေါ့နော်ကျွန်တော်ယုံကြည်တာကြတော့ music ကဟို boundary ကျော်တယ်ပေါ့နော်ဟုတ်ကဲ့မတူညီရဲ့လူနှစ်ယောက်ရှိရပဲဖြစ်ဖြစ်ပရိသတ်ကလူ1000ရှိရပဲဖြစ်ဖြစ်1000ရှိရပဲဖြစ်ဖြစ်ဘယ်လိုဖြစ် music တီးနေတဲ့အချိန်မှာအားလုံးကဒီတချင်းကိုရတယ်ကြိုက်တယ်ဆိုရင်ဟုတ်ကဲ့အားလုံးက like ဆိုတယ်ပြီးတော့ဆိုတော့အမှဟိုပါနော် unity ကဘယ်လိုလဲဆိုတော့ဒီတချင်းစာသားလေး like ဆိုပေးပါအောက်ကမိုက်ထိုးပေးလိုက်တယ်အောက်ကနေအော်ကြတယ်ဆိုကြတယ်အောက်ကအဲ့စာသားကိုအားလုံးကတူတူလိုက်ရွေးတယ်အဲ့ချိန်မှာမြင်ရတာ solidarity ပေါ့နော်ဟုတ်ကဲ့တသားလေးဖြစ်သွားတာပေါ့နော်ဟုတ်ကဲ့အကုန်လုံးက tune တစ်ခုနဲ့ဆိုနေ rhythm groove ဒီဟာအကုန်လုံးကရင်ထဲမှာနှလုံးသားထဲမှာတွေးသားထဲမှာခံစားနေရတယ်အဲ့ချိန်မှာအားလုံးတူတူဒီ beat ထဲမှာရှိနေတယ်ဟုတ်ကဲ့အဲ့လိုမျိုးပေါ့နော်ဆိုတော့ဟိုဒီဟာလည်းရေးကြီးတယ်ဆိုတာကျွန်တော်ကတော့အမြဲတမ်းအခုထိလဲ
music ဆက်လုပ်နေတယ်အမြဲတမ်းလဲကျွန်တော် remind လုပ်ချင်ပါတယ်အဲ့ဒါလေးပါဟုတ်ကဲ့ကိုကျေးဇူးတင်ပါတယ်ရှင်ဟုတ်ကဲ့ဆိုတော့ကိုထူအောင်ကိုကျမပြန်ပြီးတော့မေးချင်တာလေးရှိရပေါ့နော်အကိုအစပိုင်းမှာဒီ podcast ရဲ့အစပိုင်းမှာဆိုလို့ရှိရင်ကို mention လုပ်သွားရဲပေါ့နော်အိမ်ဆိုတာပေါ့နော် solidarity ရဲ့ပြရုပ်တစ်ခုဖြစ်တယ်ပေါ့နော်မှန်ပါတယ်ဆိုတော့အကိုဆိုလို့ရှိရင်အကိုဆောက်လုပ်ရေးပိုင်းနဲ့ပတ်သက်ပြီးတော့လိုအပ်တဲ့သူတွေအတွက်အဓိကထားပြီးတော့လုပ်ပေးနေတယ်ပေါ့နော်ကိုညီမမေးချင်တာကကြတော့လေဆိုတော့ကိုကြီးတို့ကြတော့ music ပိုင်းနဲ့ပတ်သက်ပြီးတော့ solidarity ပေါ့နော်ကိုကြတော့ဒီ solidarity ရဲ့ meaning ပေါ့ကိုတို့ဆောက်လုပ်ရေးပိုင်းမှာရောဒီ solidarity meaning ကအကိုတို့စီမှာဆိုရင်ဘလို့တက်ရောက်တယ်လေပေါ့နော်အဲ့ဒါလေးနဲ့ပတ်သက်ပြီးပြောပြပါအောင်ရှင် Okay solidarity ကိုကျွန်တော်တို့ဆောက်လုပ်ရေးဘိုင်းကနေပြောမယ်ဆိုရင်တော့အိမ်တစ်လုံးပေါ့အိမ်တစ်လုံးက solidarity မရှိဘူးဆိုရင်အိမ်ကချက်ချင်းပြိုမှာပေါ့နော်လူနေတာမျိုးကိုမဟုတ်ဘဲနဲ့တကယ်အိမ်ပေါ့နော် physical အိမ်ကအဲ့လိုအိမ်ဆိုတာကကျွန်တော်တို့မတူညီတဲ့ပစ္စည်းတွေဖြစ်တဲ့အုပ်တွေတန်တွေသဲတွေတစ်တွေဒီလိုဟာမျိုးတွေကိုသူ့နေရာနဲ့သူစနစ်တကျအစီအစဉ်ထားနိုင်မှအိမ်ဆိုတာအိမ်ကောင်းကောင်းတစ်လုံးဖြစ်တာပေါ့နော်အဲ့လိုပဲလူတွေကလည်းမတူညီတဲ့လူတွေအကုန်လုံးသူ့နေရာနဲ့သူအချင်းချင်းစုစုစည်းစည်းတေချာစနစ်တကျဖြစ်တော့မှကျွန်တော်တို့တကယ်ကောင်းတဲ့ society တခုရရှိမှာပေါ့ပြီးတော့ကျွန်တော်တို့ဒီအိမ်ဆောက်တဲ့ process ပေါ့နော်ကျွန်တော်တို့ဆောက်လို့ရေးပိုင်းဆိုတော့အိမ်ဆောက်တဲ့ process ကလည်း solidarity အများကြီးရှိတယ်ဆိုတာလေးကိုကျွန်တော်နမူနာလေးပေးချင်ပါတယ်ဥပမာကျွန်တော်အိမ်ဆောက်မယ်ဆိုရင်အိမ်ပိုင်ရှင်က तू ကတော့အိမ်ပိုင်ရှင်ဖြစ်တဲ့အတွက်သူလုံးချင်တဲ့အတိုင်းအကုန်လုံးမယ်ဆိုပြီးတော့လုပ်လို့မရဘူးဘယ်လိုမျိုး solidarity ရှိရလဲဆိုတော့အိမ်ဒီဇိုင်းဆွဲတဲ့လူတွေအိမ်ဆောက်တဲ့ engineer တွေနဲ့သူကတေချာတိုင်ပင်ပြီးတော့မှသူလိုချင်တဲ့ပုံစံလေးကတကယ်တမ်းခိုင်ခန့်မှုရှိရလားလှပမှုရှိရလားဒီလိုဟာတွေကိုသူကတေချာတွက်ချက်ပြီးတော့တေချာသူတို့ဒီဇိုင်းဆွဲပြီးတော့မှကျွန်တော်တို့အိမ်တစ်လုံးစားဆောက်တယ်ပေါ့နော်အဲ့ဒီအိမ်တစ်လုံးစားဆောက်တဲ့ process မှာဆိုရင်ဒီအိမ်လေးဆောက်ဖို့ဆိုရင်လိုအပ်တဲ့ပစ္စည်းတွေကိုကျွန်တော်တို့ဝယ်ရမယ်အဲ့တော့ဝယ်တဲ့အခါမှာအဲ့ဝယ်တဲ့မတူညီတဲ့ဆိုင်တွေအများကြီးကနေပစ္စည်းတစ်မျိုးချင်းစီအမျိုးစုံလိုက်ဝယ်တယ်ဒီဝယ်တဲ့ဟာကလည်း solidarity process ကိုနမူနာပေးလို့ရတယ်ပေါ့နော်ပြီးတော့ကျွန်တော်တို့အဲ့ဝယ်တဲ့ပစ္စည်းတွေကိုစားဆောက်တော့မယ်ဆိုရင်လည်း site ထဲမှာရှိတဲ့ဥပမာအလုပ်သမားတွေပေါ့သူတို့အကုန်လုံးကစီးစီးလုံးလုံးညီညီညွတ်ညွတ်နဲ့ဒီဟာကိုတဖြည်းဖြည်းနဲ့စောက်တော့မှတာတကယ်တမ်းအိမ်တစ်လုံးဖြစ်လာမှာပေါ့နော်အကယ်၍အဲ့ site ထဲကလူတွေအလုပ်သမားတွေကမညီညွတ်ဘူးဆိုရင် quality ကောင်းတဲ့အိမ်တစ်လုံးဖြစ်လာမှာမဟုတ်ဘူးပေါ့နော် okay အဲ့တော့အဲ့လိုစောက်လို့ရေးပိုင်းအိမ်တစ်လုံးဆောက်တဲ့ process ကလည်း solidarity အများကြီးလိုအပ်တယ်ဆိုတော့ကျွန်တော်နမူနာလေးပြောပေးချင်တာပါဟုတ်ကဲ့ပါကိုနမူနာလေးပြောပြီးတော့ရှင်းပြသွားတဲ့အတွက်ကြောင့်မို့ကျမတို့မျက်လုံးထဲမှာလေးကွက်ကွက်ကွင်ကွင်လုံးဝမြင်သွားတယ်ဆိုတော့အိမ် solution တဲ့အတိုင်းပဲပေါ့နော်မောင်နှမတွေဒါဆိုလို့ရှိရင်everyday life ရဲ့လုံးဝ example ပေါ့နော်အိမ်ဆောက်တဲ့နေရာမှာလည်းအဲ့လိုပါပဲအကိုပြောလိုက်တော့မှဟုတ်တယ်ပစ္စည်းတွေတွတ်တန်တဲ့အဲ့ဒါတွေကို support လုပ်တဲ့ဆိုင်တွေအများကြီးရှိရနေနော် supplier တွေအများကြီးရှိအဲ့ဒီထဲမှာအကုန်လုံးဝယ်ပြီးတော့မတူညီတဲ့ပစ္စည်းတွေအများကြီးဟိုမှာ materials တွေအကုန်လုံးသုံးပြီးတော့ဒီလူတွေအတူတူနေဖို့အတွက်အိမ်တွေတစ်ခုစောက်ရတယ်အဲ့ဒါကိုလည်းစောက်တဲ့နေရာမှာလည်းဒီလိုပဲ engineer architecture အကုန်လုံးပေါ့နော်အချိန်လေးပေးပြီးတော့တည်တည်ချာချာပူးပေါင်းပြီးတော့စောက်ရတယ်ပေါ့နော်ဟုတ်ကဲ့ပါကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်ဟုတ်ကဲ့အခုဒီနေ့ရဲ့ topic ဖြစ်တဲ့ပေါ့နော် taking action for solidarity ကျမတို့တပေါင်းတစည်းတဲ့ရှိချင်းပေါ့နော်ဒီအစီအစဉ်မှာဝင်ရောက်ပြီးဆွေးနွေးပေးသွားတဲ့ဂီတပညာရှင်ကိုအီတိုပေါ့နော်ပရာဟိတဂီတပညာရှင်ကိုအီတိုနဲ့အတူဝါဆောက်လုပ်ရေး engineer ပေါ့နော်ကိုထူအောင်တို့ကျေးဇူးအများကြီးတင်ရှိပါတယ်ရှင်ကျေးဇူးတင်ပါတယ်ခင်ဗျာကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ကဲ့ညီကုန်းအနေနဲ့ပြောမယ်ဆိုရင်တော့ပြင်သစ်ညီမှုဌာနနဲ့ပြင်သစ်တန်ယုံကိုစားကျမအနေနဲ့အထူးကျေးဇူးတင်ရှိကြောင်းပြောကြားချင်ပါတယ်ရှင်ဒီဆွေးနွေးပွဲကိုအချိန်ပေးပြီးတော့ဝင်ရောက်ဆွေးနွေးပေးတဲ့ speaker တွေအကုန်လုံးကိုလည်းကျေးဇူးတင်ချင်ပါတယ်ရှင်အထူးအကျေးဇူးတင်ချင်တာကတော့မြန်မာလူမှုအဖွဲ့အစည်းအတွက်ပေါ့နော် taking action လှုပ်ဆောင်မှုတွေအကောင့်ထဲပေါ်ဆောင်ပေးနေတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်နားဆင်သူပြည်သက်များရှင်အခုလိုစကားဝိုင်းဆွေးနွေးပွဲတွေကိုကြိုက်နှစ်သက်တဲ့ဆိုပါကပြင်သစ်ညီမှုဌာနရဲ့ social media channel တွေကို follow လုပ်ပေးဖို့ဖိတ်ခေါ်ပါရရှင်။ဒါအပြင်တစ်နေ့ပတ်လုံးမှာယဉ်ကျေးမှုနဲ့ပတ်သက်ပြီးတော့ဆွေးနွေးပွဲတွေပြပွဲတွေတစ်တွေပေါ့နော်ထပ်ပြီးတော့ information တွေရရှိအောင်လို့လည်း newsletter ကို subscribe လုပ်ထားလို့ရပါတယ်ရှင်။လာမယ့်လအနေငယ်အတွင်းမှာ Night of Idea ရဲ့တခြားစီစဉ်အသစ်တွေနဲ့အပြင်ဒီ podcast ရဲ့နောက်ထပ်အပိုင်းတွေကိုလည်းဆက်လက်ပြီးတော့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ဆက်လက်ဆောင်မြေကြည့်ရှုပေးပါအောင်ရှင်။ကျမ်းမာကြပါစေရှင်။